ဒီဘက်ကတော့တိုက်တီနီယမ်သတ္တုအကြောင်းဖြစ်ပါတယ်တိုက်တီနီယမ်သတ္တုဟာတောင်တင်းရက်ခိုင်မှုမြင့်မားပြီးတော့လေးချိန်ပေါ်ပါတဲ့သတ္တုဖြစ်ပါတယ်တန်ကြီးတက်ခြင်းမှအထူးခံနိုင်ရည်လည်းရှိပါတယ်ကိတ္တစမှုလောကမှာဆိုရင်နာဂရဲ့သတ္တုလို့တင်စားနိုင်တဲ့ဘူတန်သတ္တုတစ်မျိုးဖြစ်ပါတယ်တိုက်တီနီယမ်ရဲ့ဝိဝေဒဖြစ်တည်ပုံတွေနဲ့ထုတ်ယူပုံတွေဟာစိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဘာမြင်မျက်နှာတွေမှာကိုကူးမြောက်နဝမမြောက်အပေါ်များဆုံးသတ္တုလို့ဆိုနိုင်ပါတယ်။တန့်စင်တဲ့သတ္တုဖြစ်လာဖို့ရရှိဖို့လည်းဒီပညာရခက်ခဲတဲ့သတ္တုမျိုးဖြစ်နေပါတယ်။ဒီတိုက်တီနီယမ်သတ္တုကို1992ခုနှစ်မှာအင်္ဂလန်နိုင်ငံမှာဘုန်းတော်ကြီးနဲ့ဓာတ်သတ္တုပညာရှင်ဝီလျံဂရကာကကောနစ်ရှစ်ခေါ်တဲ့တဲရီမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်1995ခုနှစ်ရောက်မှာတော့ဂျာမန်ဓာတုပညာရှင်မာတင်ဟင်ရစ်ကလတ်ပိုကနေပြီးတော့ဒိဋ္ဌနာယီမှအင်အားကြီးတဲ့တိုက်တန်နဖျားကိုဆွဲပြီးတော့တိုက်တီနီယမ်လို့အမည်ပေးခဲ့တာဖြစ်ပါတယ်1910ခုနှစ်ရောက်မှာတိုက်တီနီယမ်ကိုအောက်ဆိုက်မှတက်စင်ထုတ်လို့နိုင်ခဲ့တာဖြစ်ပါတယ် periodic table မှာဓာတုသင်္ကေတအနေနဲ့ TI နဲ့သတ်မှတ်ပေးထားပါတယ်အတန်နံပါတ်22ဖြစ်ပြီးတော့အတန်4ချိန်ကတော့49.86ဖြစ်ပါတယ် group periodic table group 4မှာပါဝင်ပါတယ်တိုက်တီနီယမ်ကိုကူးပြောင်းသတ္တု transition metal အုပ်စုမှာတွေ့ရပါတယ်အယောင်ကတော့မေဖြူအောင်ရှိပါတယ်တမဏိလိုကြက်ခိုင်တော်လဲတမဏိထက်45ရာခိုင်နှုန်းကပိုပါပါတယ်တိတ်သီးစာမှာ4.536 gram per cubic centimeter ဖြစ်ပါတယ်အလူမီနီယမ်ထက်4တော်လဲတန်တဲ့ပေါ်ပါပါတယ်အရေးပြမှတ်မှာအလူမြင့်ပါတယ်1668ဒီဂရီဆယ်စီယပ်ကဖြစ်ပါတယ်တန်လိုက်တက်မရှိပါဘူးလေထုနဲ့ထိတွေ့တဲ့အခါမှာဆိုရင်တိုက်တီနီယမ်ဟာမျက်နှာပြင်မှာပါလာတဲ့အောက်ဆိုက်လွှာတစ်ခုချက်ချင်းဖြစ်ပေါ်လာစေပြီးတော့ရေငန်အက်ဆစ်နဲ့ကလိုရင်းတို့ကြောင့်ပျက်စီးခြင်းကိုထူးကာဝပေးပါတယ်လူတွေရဲ့ခန္ဓာကိုယ်တ िश များအယိုးများနဲ့တမပြုတ်ပဲလိုက်တော်ညီတွေရှိနေတာကြောင့်စိတ်ပညာတွေမှာသုံးချမှုတွေများစွာထောက်ဖြစ်စေပါတယ်သုံးပြုပုံတွေကလေကြောင်းနဲ့အာကာသယာဉ်ကိုယ်တွေအင်ဂျင်စိတ်ပိုင်းတွေဒုံးပြန်စိတ်ပိုင်းတွေမှာသုံးပြုကြပါတယ်စိတ်ပညာတွေမှာယူဆရုကုသခြင်းသောဆိုင်ခြင်းစေယုံတို့ခွဲစိတ်ကိရိယာတွေမှာလည်းသုံးပြုကြပါတယ်စက်မှုလုပ်ငန်းသုံးအနေနဲ့ပင်လယ်ရေတန့်စက်ရုံများဓာတ်ရိုးရစက်ရုံများပိုင်လင်းများမှာသုံးပြုကြပါတယ်စားတောက်ကုန်လုပ်ငန်းများနာယီလက်ဝတ်ရည်နာကောက်တီးရိုက်တံလက်တော့ကိုယ်တွေများမှာလည်းသုံးပြုနိုင်ပါတယ်အားကစားပစ္စည်းများပြုလုပ်ရမှာလည်းသုံးပြုကြပါတယ်တိုက်တီနီယမ်အောက်ဆိုက်ကိုဖြူအောင်သုံးစီးများစက်ကူပလတ်စတစ်နဲ့နီလောင်ခံကရင်တွေမှာလည်းသုံးပြုကြပါတယ်တိုက်တီနီယမ်သန့်စင်တဲ့လုပ်ငန်းခက်ခဲတာကြောင့်အခြားသတ္တုတွေထက်လည်းဈေးနှုန်းမြင့်မားပါတယ်တိုက်တီနီယမ်ဟာသဘာဝမှာအောက်ဆီဂျင်နဲ့တက်ပြုတ်ပြီးတော့အောက်ဆိုက်အဖြစ်သာတည်ရှိနေတတ်ပါတယ်အဓိကအဖြစ်ဖြစ်စဉ်မျိုးနဲ့ဖြစ်ပေါ်လာတတ်ပါတယ်မီးတင်ကြောင့်ဖြစ်စဉ်ချော်ရီဘူးတွေအေးခဲလာတဲ့အခါမှာတိုက်တီနီယမ်ကျေဝါတဲ့သတ္တုတွေအခြားတက်စစ်များထက်ဆောလင်စာပုံစံအေးခဲလေးရှိပါတယ်ဒီအခါမှာဆိုရင်တိကျအလွှာလိုက်ဖြစ်ပေါ်စူးစီးသွားတာနေပြီးတော့တိုက်တီနီယမ်သတ္တုတိုက်တွေဖြစ်ပေါ်လာတတ်ပါတယ်သူသဖြင့်ကက်ဘရိုနဲ့နော်တိုဆိုက်တို့လိုကြောင်မျိုးစားတွေမှာလည်းတွေ့ရပါတယ်နောက်တစ်မျိုးကတော့နေကြစုပုံဖြစ်ပေါ်လာတတ်ပါတယ်ဒါကတော့တိုက်တီနီယမ်ပါဝင်တဲ့ကြောက်တွေရာသီဥတုခြေဖြတ်တဲ့တန်ကြောင့်မူလကြောက်တွေပျက်စီးသွားတဲ့အခါမှာဖြစ်ပေါ်လာတတ်ပါတယ်တိုက်တီနီယမ်တွေပါတဲ့သတ္တုရိုင်းနေရာမှာကျော်ပြီးလေးလံတာကြောင့်မြေချောင်းဟောင်းများနဲ့ပင်လယ်ကမ်းခြေတဲတောင်တွေမှာ black sand အနေနဲ့တဲနဲ့အနေနဲ့စုပုံလာကြတာတွေ့ရပါတယ်တွေ့ရှိရလိမ့်ရှိတဲ့တိုက်တီနီယမ်သတ္တုရိုင်းနှစ်မျိုးကတော့ ilmenite နဲ့ rutile တို့ဖြစ်ကြပါတယ် ilmenite ဟာတန်တိုက်တီနီယမ်ရောနှောနေတဲ့အောက်ဆိုက်ဖြစ်ပြီးတော့ကမ္ဘာတိုက်တီနီယမ်ထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းကဒီသတ္တုရိုင်းကထုတ်လုပ်တာဖြစ်ပါတယ်အနက်ရောင်သုံးမှုခဲရောင်ဖြစ်ပါတယ် rutile ကတော့တိုက်တီနီယမ်အောက်ဆိုက်ဖြစ်ပြီးတော့တိုက်တီနီယမ်ပါဝင်နှုန်းလည်းပိုများပါတယ် ilmenite တဲ့ပုံမူရှားပါတာကိုတွေ့ရပါတယ်တိုက်တီနီယမ်ကိုအလူမီနီယမ်လောက်ထုတ်ရတာမလွယ်ကူပါဘူးတိုက်တီနီယမ်သတ္တုရိုင်းကိုကလိုရင်းကာဗွန်တို့နဲ့တပြုတ်ရခြင်းတပြုတ်ရရှိတဲ့အရည်ကိုပေါင်းခံယူခြင်းဖြင့်သန့်စင်ခြင်းသန့်စင်ပြီးတိုက်တီနီယမ်ကလိုရိုက်ကိုဆိုဒီယမ်မြစ် WC ကတိုက်တီနီယမ်သတ္တုရရှိလာစေတဲ့
နီးစဉ်ကိုသုံးပြကြပါတယ်ထွက်လာတဲ့တထုတွေဟာရေမျိုးနဲ့တူတာကြောင့်ပြန်လဲရေကျူပြီးတော့အတုံးခဲအင်ကော့တွေပြန်ပြုလို့ရပါတယ်တုပ်ပုံတွေအဆင့်များတာကြောင့်အခြားတထုတွေတဲ့ဈေးနှုန်းပိုများပိုပြီးတော့မြင့်မားပါတယ်တတိယအဓိကထွက်ရှိတဲ့နိုင်ငံတွေကတော့တရုတ်ရုရှားဂျပန်ကာဇက်စတန်ယူကရိန်းအိန္ဒိယဩစတြေးလျနဲ့ကနေဒါနိုင်ငံတို့ဖြစ်ကြပါတယ်ကြည့်ရှိသူမိတ်ဆွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ